ရေသူမမင်းသမီးလေးဟာကုန်းပေါ်ကိုပထမဆုံးအကြိမ်ရောက်ရှိလာတဲ့အခါသတိမေ့မျောနေတဲ့အမျိုးသားတဦးနဲ့ဆုံတွေ့ခဲ့ပါတယ်။သူမဟာပင်ကိုဗီဇအတိုင်းသူ့ကိုအသက်ရှူသွင်းခြင်းပြုလုပ်ပေးခဲ့မိပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲနဲ့သူမရဲ့သမုဒ္ဒရာထိုအမျက်ယတနာဟာထိုအမျိုးသားရဲ့ခန္ဓာကိုယ်ထဲကိုမှားယွင်းဝင်ရောက်သွားခဲ့ပါတယ်။သူမဟာယတနာကိုပြန်ထုတ်ယူဖို့အတွက်သူ့ရဲ့ရင်ဘတ်ကိုဖိညစ်ကြည့်ပေမဲ့မအောင်မြင်ခဲ့ပါဘူး။အတိအကျပဲထိုအချိန်မှာအမျိုးသားကနိုးလာခဲ့ပါတယ်။မင်းသမီးလေးဟာထိတ်လန့်သွားပြီးသူ့ကိုလက်သီးနဲ့ထိုးကာသတိမေ့အောင်လှုပ်လိုက်ပြီးနောက်ပင်လယ်ထဲကိုထွက်ပြေးသွားခဲ့ပါတယ်။ယတနာပျောက်ဆုံးသွားတာကိုတီးလိုက်ရတဲ့ရေသူမဖျင်မကြီးဟာအလွန်မဲမြတ်ထွက်ပြီးမင်းသမီးလေးကိုပင်လယ်ထဲကနေနှင်ထုတ်လိုက်တာကြောင့်သူမဟာလူလောကထဲကိုရောက်ရှိလာခဲ့ရပါတယ်။ဒါပေမဲ့သူမဟာအမှတ်မထင်မျိုးသားအိမ်သားထဲကိုဝင်သွားမိပြီးလုံခြုံရေးဝန်ထမ်းတွေရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။လုံခြုံရေးတွေသူမနာကိုနီးကပ်လာတဲ့အခါမင်းသမီးလေးဟာအော်ဟစ်အကူအညီတောင်းခဲ့ပါတယ်။သူ့ခန္ဓာကိုယ်ထဲကယတနာရဲ့စွမ်းအားကြောင့်ထိုမျိုးသားဟာသူမစီကိုချက်ချင်းရောက်ရှိလာခဲ့ပြီးမင်းသမီးလေးဟာလည်းသူ့ရဲ့ရင်ခွင်ထဲကိုပြေးဝင်သွားခဲ့ပါတယ်။အမျိုးသားကသူမကိုဘေးကိုဆွဲထုတ်လိုက်ပြီးသူမဘယ်သူလဲဆိုတာကိုယတနာတစ်ခုတည်းကိုပဲအာယုံစိုက်ပြီးမေးမြန်းခဲ့ပါတယ်။မင်းသမီးလေးဟာသူ့ရဲ့ခန္ဓာကိုယ်ကိုရှာဖွေကြည့်တဲ့အခါယတနာဟာသူ့ရဲ့နှလုံးသားအနီးမှာရှိနေတာကိုတွေးလိုက်ရပေမဲ့ပြန်ထုတ်လို့မရခဲ့ပါဘူး။အခွင့်အရေးရတော့မှပဲထိုအမျိုးသားဟာလုံခြုံရေးတွေကိုခေါ်လိုက်ပြီးသူမကိုအပြင်ကိုမောင်းထုတ်လိုက်ပါတယ်။နေစရာမရှိပဲစိတ်နှလုံးထိခိုက်နေတဲ့မင်းသမီးလေးဟာလမ်းဘေးမှာပင်လယ်လိပ်အိုကြီးတစ်ကောင်နဲ့ဆုံခဲ့ပါတယ်။လိပ်အိုကြီးကထိုယတနာဟာအမျိုးသားနဲ့တသားတည်းဖြစ်သွားပြီဖြစ်လို့သူကသူမကိုချစ်မိသွားမှသာပြန်လည်ရရှိနိုင်မယ်လို့ရှင်းပြခဲ့ပါတယ်။မင်းသမီးလေးဟာမျက်ရည်တွေကထိုအမျိုးသားကိုခေါ်ယူနိုင်မယ်လို့မှားယွင်းစွာထင်မှတ်ပြီးမျက်ရည်ထွက်အောင်ကြက်သွန်နီတွေနဲ့မုံညင်းဆက်မတ်စတာတွေကိုအတင်းစားခဲ့ပါတယ်။ထိုအချိန်မှာပဲအဝေးမှာရှိနေတဲ့အမျိုးသားဟာလည်းအကြောင်းရင်းမရှိပဲမျက်ရည်တွေကျလာခဲ့ပါတယ်။